ညအိတ်ကနေရင်ရာလူကြီးဖြစ်သူကိုမြတီကကျွန်ုပ်ကိုထူးဆန်းလာစွာသောစကားကိုမေးလိုက်ပြန်၏ထိုစကားမှာမဘာတိုက်ရေမင်းကမြို့ကြီးတွေမှာရောတောတွေမှာပါနက်နက်ဆက်ဆက်နေထိုင်ခဲ့တဲ့လူဆိုတော့မေးရအောင်မယ်ကွာမေးပါကိုမြတီဘာအကြောင်းမို့လဲတရေတစီအကြောင်းကွာအဲ့ဒါမင်းအနေနဲ့တရေတစီဆိုတာကိုယုံကြည်မှုရှိသလားကျွန်တော်ကြားဘူးဖတ်ဘူးတာကတော့ဒီတစီပြဿနာဆိုတာရှေးပဝေတဏီတဲရကိုရှိခဲ့တယ်လို့ဆိုရတယ်ဗျဘယ်လိုပြဿနာလဲကွာမဘာတိုက်ရအဲ့ဒီတရေတစီအကြောင်းတွေပြောတာနားထောင်ရရင်စက်သိမ်းမိုးညင်းနေဖြန်းဖြန်းထားပြီးဒူးတုံအောင်ကြောက်ရတာမျိုးချွေးတီးချပေါက်တွေထားပြီးကြောက်ရတာမျိုးတွေဟာလည်းဘာယာနာကရတာမြောက်တာမို့တိတ်အရတာရှိတာကွာဒီလိုဆိုရင်လည်းကျွန်တော်ဖတ်မှတ်ထားရတစီတရေနဲ့ပတ်သက်တဲ့ဇက်လန်လေးတွေမပြောခင်တစီဆိုတဲ့ပြဿနာအကြောင်းစပြောမယ်ဗျာအဲ့ဒီပြဿနာတွေကတော့တစီဆိုတာတကယ်ရှိသလားတစီဆိုတာတကယ်ကို6လန့်တတ်သလားတစီဆိုတာဘလို့ပုံစံဘလို့တံဘလို့တဝါမျိုးလဲဒီတစီတွေမှာဘုံဌာနတိကျရှိသလားဆိုတာတွေပေါ့ဗျာအိုးဟုတ်လားဒါတွေကိုငါတို့လည်းသိကျင်တာပေါ့ခမည်းသိကျင်တယ်လို့ပဲမန်လဲဆရာတော်ကြီးကပြောကြရင်လောကတွင်တစီရှိတဲ့ဆွေတိငယ်လားတိပါခြင်းရှိပါလျင်တစီဆိုတဲ့ဒီပုဂ္ဂိုလ်ကောင်တယောက်ကိုကျန်းအိုးလူကြားဆိုတဲ့စာချုပ်ကြပြလေးနဲ့မေးလိုက်တဲ့ဒီအခါမှာမင်းကုန်းဆရာတော်ဘုရားကြီးကပြောကြရင်လောကတွင်တစီရှိသည်ဟုနှံ့တိကြော်ကြားမျိုးထူးထွေဒီတစီရှိသည်ဟုတ်ပါဘူးမြေပုဂ္ဂိုလ်တစီပြောကြတယ်လောကလူများဆိုတဲ့ကြပြကလေးနဲ့ပြန်လည်ဖြေကြားတော်မူခဲ့ဘူးပါတယ်ဒီကြပြရဲ့အဓိပ္ပာယ်ပုံမရှင်းလင်းအောင်ပြောပြရမယ်ဆိုရင်လောကမှာတစေဆိုတာရှိပါတယ်တစေမှာဂတိ၅ပါးမှာတိချာတစေဂတိဆိုပြီးတည်တံ့တစ်ခုမရှိကြောင်းဂတိ၅ပါးရှိတဲ့အနက်ပေတဂတိကဲ့သို့လားရရောက်ကြရတဲ့မြေဖုတ်ပိဋ္ဌများကိုပင်တစေရလို့ခေါ်ပေါ်နေကြခြင်းဖြစ်ကြကြောင်းတွေရှင်းပြပြောဆိုလိုက်တာပါပဲကိုမြတီးရဒီလိုဆိုမောင်ဘတ်တိုက်ရတရေတစေနဲ့ပတ်သက်ပြီးထူးခြားမှုကိုစာတွေ့ကိုယ်တွေဖြစ်ရတွေကိုမရှိဘူးလားရှိတာပေါ့ကိုမြတီးရတရေတစေသားကိုအရက်နဲ့မြည်စားဘူးတဲ့လူအကြောင်းခမကြားဘူးလားမကြားဘူးသေးဘူးကွာပြောပြစမ်းပါဦးတကယ်တော့ဒီတရေတစေဆိုတာဒေတာရဲ့လူမျိုးမျိုးဘာသာယူဆမျိုးမျိုးကွဲပြားခြင်းကွဲပြားကြပါလိမ့်မယ်တစေတရေတွေဆိုတာ6လန့်တတ်တယ်ဖန်းစားတတ်တယ်ကြောက်မက်ပွဲကောင်းလာတယ်ဆိုတဲ့ယူဆချက်ကတော့ထက်သူထက်မြသူညီနေတော့အမှန်ပဲမဟုတ်လားဗျအဲ့ဒါလည်းဟုတ်တယ်ကွာဒါပေမဲ့ကိုမြတီးရတချို့ကလည်းတရေတစေရှိတယ်ဆိုတာလက်တွေ့မမြင်ဘူးတော့မယုံကြည်ကြဘူးလေတချို့ကြပြန်တော့လဲယုံကြည်ကြပေမဲ့မကြောက်ကြဘူးတစေတရေနဲ့တွေ့တဲ့အခါထွက်မပြေးတဲ့ပြင်နေလားငါလားကျုံသွားပြီးနှစ်ပန်းပင်ခံတတ်ကြတဲ့တစေတရေကိုဒီလိုမကြောက်တဲ့ပြင်တစေတရေကိုပင်စားဘူးလူတယောက်ရှိဘူးကြောင်းခမ ्या ကိုပြောပြပါမယ်တစေတရေအသားကိုစားတယ်ဟုတ်လားဟုတ်တယ်ဒီအဖြစ်အပျက်ကဟိုးလွန်ခဲ့တဲ့1115ခုနှစ်ယေဒနာတင်ကြီးမြို့ကိုတီထောင်နှံ့သက်တော်မူတဲ့အလောင်းမင်းတရားလက်ထက်ကဖြစ်ခဲ့တာပါတစေတရေကိုထမ်းရင်နဲ့မြည်စားခဲ့သူမောင်ချမ်းကောင်းဆိုသူကတော့ဒီပဲရင်မြို့စီရင်စုအုံးရှိကြေးရွာမှာနေထိုင်ခဲ့တာပါဒီအုံးရှိကြေးရွာဆိုတာကလည်းအလောင်းမင်းတရားကြီးကိုးကွယ်တော်မူလို့သာသနာပိုင်ဖြစ်ရောက်ရှိတော်မူတဲ့အတုလဆရာတော်ဘုရားကြီးရဲ့ဇာတိချက်ကြွေဖြစ်တာကြောင့်စီကားတယ်အင်ချီ1000လောက်ရှိတာမို့ရက်ွက်များကိုပင်တော့အရက်မြောက်ရက်ရှေ့ရက်အနောက်ရက်ကုန်းရိုးရက်ဒီရက်ဟိုရက်ဆိုပြီးရက်ွက်ပေါင်း6ရက်ခွဲထားပြန်ပါတယ်အတုလဆရာတော်ကအမိအဖတို့ရဲ့နေရက်အိမ်ယာမှာတောင်းတန်းပြည့်ဇေဒီတော်တဆူဘေးမဲ့ချမ်းသာတဆူတို့အပြင်ရှေးဟောင်းလူတို့တဲထားကူးကွယ်နေတဲ့ရွှေချမ်းသာဖျားဆိုတာကိုပြန်တည်တယ်ဒီဇေဒီဟောင်းမှာနှစ်စဉ်နေုံလာပြည့်နေ့တစ်ကြိမ်တပေါင်းလာပြည့်နေ့တစ်ကြိမ်တကူလာတကြံခါတော်မှာတစ်ကြိမ်တစ်နှစ်မှာ9ကြိမ်ကြရွာမတစ်ချိုးရွာအင်ချင်းပင်ရွာကန်နီရွာတောချောင်းရွာလိတ်လရွာကြောက်ဆောင်ရွာငနောင်ကြီးအိုင်ရွာမိချောင်းအိုင်မြောက်အင်းမူးကန်စင်ရွာနီးချိုးဆက်မှဆွေတိုက်မျိုးတိုက်တို့ဟာစွန်းတင်ကန်းကတ်လူပူဇော်ပဲများကျင်းပလေရှိကြတယ်ဆိုပဲဒီအချိန်မှာအုံးရှိကြေးရွာတောင်ရက်မှာနေတဲ့
မောင်ချမ်းကောင်းဆိုရီဟာငကူကလေးကကြောက်စိတ်ကင်းမဲ့ပြီးတက်တိကောင်းတယ်လုံလဝရိယရှိသူဖြစ်တာကြောင့်ရွာနဲ့ခရီးနှစ်တိုင်ကွာထင်းကုန်းတော်ထဲမှာမယားဖြစ်သူမိညိုအေးနဲ့သူမိုးနေမပြတ်လေယာလုပ်ငန်းများလုပ်ကိုင်နေကြပါတယ်၎င်းလင်မယားတို့မှာအဖော်တဟဲဆိုလို့တောလုံးမွေးနဲ့တွေ့မချောင်ဆိုတဲ့ခွေးနှကောင်တော့ရှိပါတယ်ဒီခွေးနှကောင်ဟာလည်း၎င်းတို့ရဲ့အရှင်သခင်မောင်ချမ်းကောင်းလိုပဲတက်တိကောင်းကြတယ်ယုံလျဲစတဲ့တရိษံတို့ကိုမဆိုထားနဲ့ကြားတတိကဲ့သို့တရိษံကောင်ကြီးများကိုပင်မကြောက်တွေ့သည်များတောကောင်များကိုတေးအောင်ကတ်တက်ကြပြန်တယ်အဲ့ဒီအချိန်ကာလက၎င်းတို့နေထိုင်ရာတောနဲ့ရွာကြားမှာတစေတရေတွေကအလွန်အမင်းတောင်းကျမ်းနေပြန်တယ်ဒီတစေတရေများဟာခရီးသွားလာများကိုမကြာချောင်းလက်ဖမ်းစားတတ်ပြီးကြောက်ဖျားကြောက်နာတွေယောဂါတွေကပ်ရောက်တတ်တာမို့မုံလွယ်၃ချက်တီးကြော်ကစပြီးနေဝင်ကြီးတရောအချိန်များမှာတယောက်ချင်းတောထဲတောင်ထဲတွေမှာမတော်ဖို့မလာဝံ့ပဲဖြစ်နေကြပါတော့တယ်ဗျာဒီလိုနဲ့တပေါင်းလားပြည့်နေ့မှာတန်ဃာဆွမ်းလောင်းပွဲကြီးကိုနှစ်စဉ်ကျင်းပတော်မူမောင်ချမ်းကောင်းတယောက်တည်းလာဇန်14ရက်ဖိနေမှာညစာသမင်းစားပြီးစောင်းနေကြဓမ္မကိုထမ်းမြတ်စွာတွေးလိုက်သေးတယ်ပြီးတော့မှခွေးနှကောင်ဓမ္မတလက်နဲ့လေတော့ကနေရွာစီကိုထွက်လာခဲ့ပါတော့တယ်ရွာနဲ့တော့ကြားထိန်ပတ်ကားရည်လို့ခေါ်တဲ့ဂျေအိုင်အနီးစီကိုရောက်လာတယ်ဆိုရင်ပဲတစီတရေကမြင်းတော်ဟန်ဆောင်ပြီးခွာရံပြင်းပြင်းနဲ့အတင်းလိုက်လာခဲ့ပါတော့တယ်ဒါပေမဲ့မောင်ချမ်းကောင်းမှာအကြောင်းအလန့်စုံတရားမှမဖြစ်လာခဲ့ပါဘူးအတင်းကင်ဆောင်ခဲ့တဲ့စောင်းသမားကနာကင်ကမတုံမလို့ရက်နေလိုက်တယ်ဒီအချိန်မှာမြင်းအောင်ဆောင်လာတဲ့တစီကပျောက်ကွယ်သွားပါရောတဲ့ဒါကြောင့်မောင်ချမ်းကောင်းလဲခရီးဆက်ပြီးထွက်လာပြန်တော့ညောင်မင်းကြီးတပင်အောင်ရောက်ရှိသွားပါတယ်ဒီအခါမှာတစီကြီးဟာလူရောင်ဆောင်ပြီးညောင်ကိုင်းကိုတွဲလဲဆွဲလျက်ခြောက်လန့်ပြန်ပါတော့တယ်မောင်ချမ်းကောင်းကလည်းအေးနေနဲ့ငါဒီတခါတော့တွေ့ကြရောပေါ့ကွာဟုဆိုကအနည်းရှိတစ်ပင်မှအကိုင်းကိုပါလာတဲ့ဓာတ်နဲ့ခုတ်လိုက်ပြီးဒုတ်တူလို့လိုက်ပါတော့တယ်ပြီးတော့တစီကိုဒီဒုတ်တူနဲ့ပြစ်ထည့်လိုက်ပါတော့တယ်ကွက်တိမှန်သွားတဲ့တစီတရေကောင်ကြီးလည်းပြင်းထန်လာတဲ့ဒုတ်တန်ရာကြောင့်ညောင်ကိုင်းစီမှလွတ်ကျသွားပြီးထွက်ပြေးပါတော့တယ်ဒီအခါမှာတော့တောလုံးမွေးနဲ့တွေ့မရှောင်ဆိုတဲ့ခွေးစွန်းနှကောင်ကလည်းတောတောင်တွေထဲမှာတားကောင်ကိုလိုက်နေကြမင်းလိုက်ခွေးများပြီးတစီတရေကောင်နောက်စီကိုထက်ချက်မကွာလိုက်ကြပါလေရောဗျာဒီတစ်ခါမှာတော့တစီတရေကောင်ကြီးဟာကျိုးမြင့်ကြီးတပင်ပေါ်တက်ရောက်ပြေးသွားတာကိုရိတ်ခနဲ့မြင်လိုက်ရတာမို့ထက်ချက်မကွာလိုက်သွားကြပြန်ပါတယ်မိမိခွေးများရဲ့နောက်ကလိုက်လာတဲ့မောင်ချမ်းကောင်းဟာကျိုးမြင့်ကြီးပေါ်မှာတစီတရေရှိနေကြောင်းသိလိုက်ရပါပြီဒါကြောင့်အပင်ပေါ်တက်ပြီးအကိုင်းရှိသမျှကိုဒုံးနဲ့တရဆက်ရနေတာမို့တစီတရေကောင်ကြီးလည်းကျိုးပင်ပေါ်မှာမခိုးသားပြန်ဘူးနောက်တစ်ဖန်ဆေးပြင်းသွားပြန်လာမို့ခွေးနှကောင်ဟာမျက်ခြေနဲ့ပြက်ဆက်လက်လိုက်ပြေးသွားပြန်ပါရောတဲ့ဒီလိုနဲ့လမ်းတစ်လျှောက်လုံးတပင်တက်ဆင်းပြေးခဲ့ပြန်ရာနောက်ဆုံးအုံးရှိကြီးရွာနီးမှုတော်ဖျားတောင်ပဲရေကန်သားရှိတဟပ်ပင်တပင်ရဲ့တင့်ကောင်းတဲ့ဝင်ရောက်ပြေးလွှားသွားခဲ့ရပြန်ပါတယ်မောင်ချမ်းကောင်းရဲ့မင်းလိုက်ခွေးများလည်းဆက်လက်လိုက်ကြပြန်ရာဒီလိုနဲ့ရွာရဲ့တောင်ဘက်နောရင်းလို့ခေါ်တဲ့လေကတင်းရိုးပဇွန်သွင်းကောင်းနဲ့ဝင်ပြေးသွားပြန်ပါတယ်ဒီတော့မင်းလိုက်ခွေးများလဲဒီပဇွန်ချင်းကိုရက်ပြီးဟောင်းနေတာတခင်ဖြစ်သူမောင်ချမ်းကောင်းမြင်လိုက်တယ်ဆိုရင်ပဲကဲဒီတစီမိုက်ဒီတခါတော့နင်းကိုမိပြီနေမတင်ငါနေရိုးလားဟုကြုံသွားပြီးသွင်းကောင်းကိုလုံအောင်ပိတ်ထားလိုက်တယ်နောက်အင်းစီကိုပြန်ပြေးလွှားကသူရင်းကိုယူခဲ့တယ်ပြီးတော့တစီဝင်ပုံးနေတဲ့ပဇွန်ချင်းကိုအားနဲ့အင်းနဲ့တူးပေါ်လိုက်ရာပုတ်တင်ညုံတကောင်ကမျက်ဝါးတင်တွေ့မြင်လိုက်ရတာမို့ကဲဒီအကောင်ပဲဖြစ်လိမ့်မယ်ဟုဆိုက၎င်းပုတ်တင်ညုံကိုအသေးရိုက်တတ်ပြီးရွာနောက်ဘက်ကန်နီတော်ထန်းသမားငမတ်ရဲ့မယားသေးကိုသွားကပေါက်တင်ညုံကောင်ကိုမီးဖို့လိုက်ပါတော့တယ်ပြီးတော့အဲ့ဒီပေါက်တင်ညုံကြက်လောက်ပြီဆိုရင်ထရီခါနဲ့တောက်စားကအမြင်လုံးပြစ်လိုက်တာပေါ့ဒီတော့တစေကောင်လဲမိမိရဲ့ရုပ်ကလပ်ကိုတတ်မှတ်မှုစောနဲ့မောင်ချမ်းကောင်းသားတို့တကောက်ကောက်လိုက်ပါကကိုဝန်တရေတယ်တော့မဲ့ထမ်းရည်တဲ့မိလွမ်းမွေးဝမ်းတွင်းသေးစီဝင်ရောက်ကိုင်းအောင်လိုက်ပါတော့တယ်ဒီလိုနဲ့6လလဲဆွေလာဖွားနှင်းမြောက်တဲ့အခါတားယောက်ျားလေးဖွားမြင်လာပါတော့တယ်ဒါပေမဲ့ဒီကလေးဟာမောင်ချမ်းကောင်းအတန်ကို၎င်းရုပ်ကို၎င်း
ကြားရမြင်ရတဲ့ခါတိုင်းမှာပြင်းထန်စွာကြောက်လန့်ငိုကြွေးလေးရှိပါတယ်။ဒါကြောင့်မိခင်ဖြစ်သူမိလွမ်းမွေးကတားဖြစ်သူစကားပြောတတ်စရွယ်ရောက်လာပြီဆိုရင်သူအမေးချင်းဆုံးတည်ချင်းဆုံးအကြောင်းအရာတစ်ခုကိုစတင်ပြီးတော့မေးလိုက်ပါတော့တယ်။အဲ့ဒီမေးခွန်းကတော့ ငါသားအနေနဲ့မောင်ချမ်းကောင်းကိုဘာကြောင့်ဒီလောက်တောင်ကြားနေရတာလဲ ဒီလူကြီးဟာဟိုးအရင်တစ်စီတည်းဘွားကကျွန်တော်ကိုထမ်းရင်ကားနဲ့အမီးလှုပ်ရှားခဲ့မှုလေဗျ။အဲ့ဒါကြောင့်ထမ်းရင်ကားနဲ့တစ်စီတည်းသားကိုစားဘူးတဲ့မောင်ချမ်းကောင်းဟာလူသိများပြီးထင်ရှားတဲ့တစ်စီပုံမြင်ပဲမဟုတ်လားဗျ။မောင်ချမ်းကောင်းဆိုလူကတဲပြီးတက်တိကောင်းလုံးတာပေါ့ကွာ။ငါတို့ဒါဆိုရင်ဘိန်နောဆရာမြဲကြီးရဲ့တရေတစ်စီတွေမကန့်နိုင်တဲ့အန်ဒီရကင်းအဆောင်စည်းတွေကိုဒါမထိုးထားရရင်တော့တောချမ်းတဲ့နေရာလေးစီကိုမသွားရမလာရဘူးဟေ့။အော်ဒါနဲ့အဲ့ဒီမိန်နောဆရာမြဲကြီးကိုတန်းချမ်းမရှိရလားကိုမြတည်ရဲ့ကျွန်ုပ်ကရင်းနှီးခင်မင်တည်ကြံမှုတော့လောကီဝိဇ္ဇာဆေးဆရာမြဲကြီးကိုတခုတ်တရတတိယစွာဖြင့်မိလိုက်ပြန်၏ထိုအခါကိုမြတည်ကအဲ့ဒီဘိန်နောဆရာမြဲကြီးတို့ရဲ့မင်းကိုပွားမျိုးဟောင်းရွာကိုရောက်နေပြီဒုတိယကဘာစစ်အတွင်းမှာခိုးလုံနေတယ်လေကွာပြီးတော့ဟိုနားဒီနာရွာနီးချိုးဆက်တွေမှာပယောဂကုစေကုအလုပ်တွေလုပ်နေတယ်ကွအိုးဟုတ်လားဒီဆရာကြီးကလက္ခဏာပေးနေတဲ့နက်ခတ်ဘေးနေပညာတွေအပြင်ဆက်သက်ရကျမ်းမျိုးမျိုးတိပိတ်ဆက်ကစေပညာရက်တွေနဲ့တယံဇာတတဘာဝဓာတ်ပညာတွေတက်ကြွတဲ့လောကဝိဇ္ဇာပညာရှင်ကြီးဗျဒီရွာထဲမှာပြန်ရောက်လာနေပြန်ပြီဆိုရင်တွေ့ကျင်လိုက်တာကိုမြတီးရအေးအခုတော့မရှိသေးဘူးဟိုအထက်ကမဲဆယ်ပင်တာရွာဘက်ကလူနာကုဖို့လာပင်းတဲ့အတွက်ညအိတ်ထွက်သွားသေးတယ်ကွကဲမင်းလည်းသမင်းစားဖို့ချိန်ရောက်ပြီပြန်ပြီဟဲ့ရှင်မရေအသင့်ဖြစ်ပြီလားဟဲ့အင်းရှိကွက်ပြစ်ပေါ်ဝမ်းဖွဲစကားပြောနေတော့ကိုမြတီးကသူ့အမျိုးသမီးမထင်းမြင့်ရှိရာမိဘကန်းဘက်လှမ်းပြောလိုက်သည်သမင်းပွဲများခုခတ်၍အစင်းနှင့်ဖြစ်နေပြီဟုဆိုသည်ဖြင့်စကားပြောရ၍သမင်းစားတော့ကြပါသည်မောင်မတိုက်၏ညီငယ်ဆုံးမပေါအောင်ကိုလည်းမူအုံနှံ့ဟင်းဖြစ်သည်ဖြင့်ပေါ်ဦးပေါ်ဖျားဟင်းစားသွားရန်တိုက်တွန်းလို့ကြောင့်စားတော့ပြန်နေသည်ကျွန်ုပ်တို့စားတော့ပြီးပြန်တွင်ကဲညီလေးပါအောင်မင်းပြန်ဦးပေါ့လက်ဖြတ်ခါညနေမှာမင်းအောင်ကိုကြီးလိုက်နေမှာပေါ့ကွယ်ကျွန်တော်ကပြောလိုက်ရပြီသည်ညနေပိုင်းတွင်ကိုမြတီတို့အိမ်ရှိကွက်ပြစ်ဝိုင်းနိုင်အလေဘက်ရောက်လာကြတော့ကာလာသားတချို့နှင့်ဆက်မိဆက်ရစကားများပြောကြပြီးနောက်အချိန်ကိုညင်းလက်လာတဲ့ဖြင့်ကျွန်ုပ်မောင်ဘတက်တယောက်အိတ်ဆက်နားယူကိုရခဲ့ပြီနောက်တနေ့မနက်သမင်းစားတော့ပြီးစီးသောအခါကိုမြတီကကဲလာကွာငါတို့လက်နက်တွေဝတ်သိမ်းထားတဲ့နေရာနဲ့ပစ္စည်းတွေသိမ်းထားတဲ့နေရာတွေကိုပြမယ်ဟုကိုမြတီကပြောလိုက်ကမင်းကိုပါစခန်းတွင်းရှိရွာလေဆိုတော့နေရာစီတို့ကျွန်ုပ်ကိုခေါ်ဆောင်သွားခဲ့ပါတော့သည်၎င်းနေရာမှာအထက်မှပတောပင်ကြီးများနှင့်ရင်းတိုက်ပင်ကြီးများအုပ်မိုးနေသည်ဖြင့်နှွေခါမှာပင်ပူအပ်ခြင်းမရှိအလွန်အေးမြလာပေသည်ကျွန်ုပ်တို့နှစ်ဦးရွာလေစီတို့ရောက်တော့အခါအကျယ်15,000ခန်းနှင့်အရှည်12,000ခန်းရှိသောတို့မိုးကြောက်တိုက်ကြီးတစ်ခုကိုလည်းအံ့ဩထူးဆန်းလာစွာတွေ့မြင်လိုက်ရပါသည်၎င်းကြောက်တိုက်ကြီးမှာဒု4,000လောက်ရှိ၍အမြင့်မှာ12,000ခန်းရှိပါသည်အမိုးမှာတို့များကာထား၍အတော်လေးပင်ခန့်ခန့်အောင်ဆောက်လုပ်ထားခြင်းဖြစ်ပေသည်၎င်းအဆောက်အဦကိုဖွင့်ရမည်တော့မှာတကြီးဥထိန်လင်းထန်းနေတစ်ချောင်းကျွန်ုပ်ဤညီဖြစ်သူမောင်ဘအောင်နေတစ်ချောင်းစီထား၍ရွာလူကြီး6ယောက်ခန့်ဆောင်မှဖွင့်ရမည်သဘောမျိုးစီမံထားပေသည်ဤမင်းကိုပါကြောက်တိုင်ကြီးပတ်လေအတောင်20ခန့်တွင်အိမ်များမဆောက်ရပဲအပြင်မှာတော့အိမ်များဝိုင်း၍ဆောက်လုပ်ထားပေသည်အားလုံးကလူကြီးများစုံသောအခါတကားကြီးကိုဖွင့်၍အတွင်းထဲစီတို့ကျွန်ုပ်တို့အားလုံးဝင်ခဲ့ကြပါတော့၏အတွင်းထဲသို့ရောက်သောအခါတွင်မူကျွန်ုပ်အဖို့တွင်လွန်စွာမှအံ့ဩသွားရပါလိအเจ้าမှာသူ့ပြအသစ်များတောင်ပေါ်ရာပုံထားသည့်ပြင်အိမ်ဆောက်ရာတွင်ရိုက်တော်တန်တစ်တာများမှလည်း100ကျော်လောက်ရှိပါသည်ရေနံစီပေပါများဘီလက်မြင်အိမ်များဓာတ်စီပေပါများကိုတွေ့ရှိရ၏သူ့ပြများမှလည်းအိမ်ပေါင်း50ခန်းထိစောင့်နိုင်လိမ့်မည်ဟုခန့်မှန်းရပေသည်၎င်းအခန်းမှာတစ်ဖက်သို့ကူးခဲ့ရာတနက်တွေတပုံတစ်ခေါင်းပင်ခုံမြစ်ပေါ်တွင်တင်ထားကြသည်မှာ6လုံးပြူးမှအစဆက်တနက်အငယ်စားလေးတွေကိုပါတွေ့ရပေသည်ရန်တောင်မျိုးမျိုးတစ်တာများနှင့်တနက်တွေကိုတန်ချင်းမတက်အောင်စီများထည့်ထားကြသည်
ဤကဲ့သို့စနစ်တကျလှုပ်ထားကြသည်မှာအဆန်းတော့မဟုတ်ပါသူတို့ဆွန့်ခွာခဲ့ကြတော့ကစုံရတွင်စစ်သားလူထွက်တွေရှိနေသေးသဖြင့်သာဖြစ်ပါသည်အစွန်ဆုံးတွေလေးလမ်းမခန့်အမြောက်နှလက်ကိုလည်းတွေ့ရပါသည်ထို့ကြောင့်ကျွန်ုပ်မှမနေနိုင်သဖြင့်ဒီမှာကိုပါတိုက်ဒီလက်နက်တွေရောအမြောက်လက်နက်တွေပါအင်္ဂလိပ်စစ်ဗိုလ်ကပေးခဲ့တယ်ဆိုတာဟုတ်ရဲ့လားဗျအေးလေကွာမောင်မတိုက်မိမယ်ဆိုရင်လည်းမေးတင်တာပေါ့အမှန်ပြောရရင်လက်နက်အလုံးတော့မဟုတ်ဘူးပေါ့ကွာတို့ဒီရွာနာတစ်လျှောက်ဟာလေအင်္ဂလိပ်နဲ့ဂျပန်တွေသူပြစ်ကိုပြစ်လုံးနေတဲ့စစ်တလင်းကြီးဖြစ်ခဲ့လေတော့တချို့ကိုလည်းအဲ့ဒီကကောက်ပြီးစုဆောင်းထားတာတွေလည်းပါတာပေါ့ကွာဟိုးရင်တော့ကဒီလက်နက်တွေခမားတို့မင်းကိုပါစခန်းမှာရှိနေတဲ့တင်းတွေကိုများဂျပန်တွေတိတော်လို့ကတော့ခမားတို့ရတကယ်ဒုက္ခကြီးပဲပေါ့ဗျာအခုတော့ဂျပန်တွေလည်းကျွန်တော်တို့မြန်မာပြည်ထဲကဆက်ခွန်နေရပြီးခွေးပြေဝက်ပြေသွားနေရပြီဆိုတာစိုးရင်စရာမရှိတော့ပါဘူးအေးလေကွာဒါကြောင့်မို့လဲဒီရွာစင်ဆက်ဝေးပြီးတွားရေးလာရေးခက်တဲ့မင်းကိုပါတော်ကြီးတဲ့ပြောင်းရွှေ့နေရတာပေါ့ဒါဖြင့်ပတ်ဝန်းကျင်ကတခြားရွာတွေမှာလည်းဒီလိုလက်နက်တွေရထားကြမှာပဲပေါ့ရထားကြတာပေါ့ကွာဒါပေမဲ့တနက်မှဘလို့ပြည့်ရမှန်းမသိကြတဲ့လူတွေဖို့တော့ဘာသုံးကြမှာလဲမင်းကောဂျပန်စစ်တဲ့နေရာလားဆိုတော့အမြောက်ကိုပြစ်တတ်လားကွအမြောက်တော့ကျွန်တော်လည်းမပြစ်တတ်ပါဘူးဗျာရေရိုးတနက်ဆိုရင်တော့ဘာတနက်ပဲဖြစ်ပြစ်တတ်ပါတယ်ဒီတနက်တွေကတော့တအိမ်တလက်ပူတဲ့တနက်တွေကိုစုထားတာပဲဟိဒီရွာထဲမှာကိုကြိုက်တဲ့တနက်တယောက်တလက်နဲ့ရန်တော့90စီပေးထားသေးတယ်အဆိုပါတိုက်အတွင်းမှာကျွန်ုပ်တို့ထွက်လာခဲ့ကြ၍တကားကိုတေချာပိတ်ပြီးရွာတောင်ပေါက်တို့ထွက်ရလာခဲ့ကြပါတော့တယ်အတော်ကလေးသွားမိကြတော့ခါအရှိထောင်းသားတွင်တောင်ကုန်းကလေးတစ်ခုကိုတွေ့ရတဲ့ဖြင့်ကိုမြတ်သည်ဟိုဟာကဘာလဲဗျတောင်ကုန်းကလေးလားဟုကျွန်တော်ကမေးလိုက်ပါသည်ငါလည်းမသိဘူးကွာဟုကိုမြတ်တီကပြောလိုက်တော့လဲကျွန်တော်တို့နဲ့အတူလိုက်လာနေတော့ညီလေးပေါအောင်ကဝင်ပြောလိုက်နိုင်ပြီတော့သည်ဘိန်းတော်ဆရာမြဲကြီးတခါကပြောတော်ကြားဘူးတာကတော့ရှေးကအဆောင်အုံတစ်ခုတဲ့မျိုးစားတယောက်ပိုင်နဲ့ရဲတိုက်ဟောင်းလို့လေပြောတာပါပဲကိုရာအေးကွာဘိန်းတော်ဆရာမြင်းကြီးတို့ဆိုတာကအကိုတို့တာမန်လူတွေမမြင်တွေ့နိုင်တဲ့ပရလောကသားတွေနဲ့ပါဆက်ဆက်နေရတဲ့ဆရာကြီးတဆူဆိုတော့ဟုတ်မှာပေါ့ဒီကဲတော့ကျွန်တော်တို့သုံးယောက်သာစကားပြောရင်းတောင်ကုန်းကလေးဘက်သို့ဖြစ်နေသောနေရာကိုလက်ပတ်၍ကြည့်ရှုကြရာအချို့နေရာတွင်အုတ်ကျိုးအပဲ့များကိုတွေ့ရပါသည်၎င်းနေရာကိုယခုခေတ်တွင်အုံနီကုန်းဟုတာခေါ်၍နေကြသည်နီဟေးမောင်မတိုက်လာပါကွာဒီနားမှာနေရတာငါတော့စိတ်မတိုးမတက်ဖြစ်ပြီးကြက်သိန်းတွေတဖြည်းဖြည်းထလာတာတွားကြစို့ကွာပြောဆူဆူနဲ့ကိုမြတီးကထွက်သွားတဲ့ဖြင့်မောင်မတိုက်တို့ညီကိုနှစ်ယောက်လည်းထွက်လာခဲ့ကြရသည်ဘလို့လဲဗျကိုမြတီးခမ ्या ကတစီကြောက်တယ်လို့လားတခြားနေရာမှာတော့တက်တီကောင်းပြီးဒီနေရာမှာကြောက်ရလားဗျဟေးတစီတော့ငါကြောက်တယ်ကွာလူချင်းမျက်နှာချင်းဆိုင်ပြီးသူ့အနိုင်ငါအနိုင်ချဝင်တယ်တစီတည်းရဲ့ဆိုတာကတော့မြင်ရတာမဟုတ်ဘူးကွနောက်ကနေကြောပြင်ကိုများရက်လိုက်ရင်ဘဲနဲ့လုံးမလဲအမလီပြောရင်းနဲ့ကြက်သိန်းမျိုးင်းနေထလာပြန်ပြီကွာဟာဟာဟာတစီဆိုတာတကယ်မှမရှိတာပဲဗျာကိုစိတ်က6လက်နေတာပါဗျကျွန်တော်တို့ကတစီဆိုရင်လည်းမကြောက်ဘူးလူချင်းလည်းမကြောက်ဘူးညီမောင်မောင်မမဲထဲမှာတမီမပါအလင်းအောင်တစ်ခုမှမပါရင်တော့တကယ်ကြောက်စရာကောင်းတာတော့ရှိတယ်ဗျအဲ့ဒီအကောင်ကြီးကတော့တကယ်ဒါကြောက်ပြီတော့မြို့ဟေးမောင်မတိုက်မင်းပြောတာဘာကောင်ကြီးလဲကွာဟင်းဘာရမလဲဗျလူကမှသူနိုင်ကိုနိုင်သူရက်ကိုရပြန်ချလို့ရတယ်မဟုတ်လားအင်းလေဒီလိုမှလူချင်းချတာမနိုင်ဘူးဆိုရင်နောက်ဆုံးတောင်းပန်ဖို့အဲ့ဒီကောင်ကြီးကတော့တောင်းပန်လို့လည်းမရဘူးသူ့ကိုထိလိုက်တာနဲ့အသေးတွေ့လိုက်ပြီးတော့မှတ်ပြီးရောမြို့အေးပါကွာအဲ့ဒါဘာကောင်လဲဟင်းမွေဘောမြမွေလေမွေပွေးတို့မွေဟောတို့ဆိုရင်တစ်ချက်ပေါက်လိုက်တာနဲ့အသက်ပြောက်ရတယ်များတယ်မဟုတ်လားဒါကြောင့်တစိကိုကျွန်တော်မကြောက်ဘူးမွေကိုတော့အလွန်ကြောက်တယ်ဗျာကဲဘာမှပြောမနေကြနဲ့မင်းတို့ကြောက်တာနဲ့ငါကြောက်တာမတူတာတော့တေးကြပါတယ်ကွာဟဲငယ်ကြောက်ကိုကွာဒိုးနေပင်မောင်ဘတိုက်တို့တကောင်းတောင်ကုန်းနေရာမှာအမြန်ထွက်ရလာခဲ့ပါလေတော့ရွာလမ်းတော့တနေရာတို့ရောက်လင်ကဲကိုမြကြီးကျွန်တော်အကိုကြီးကိုဒီလမ်းကပဲအိမ်ဝင်ခေါ်သွားတော့မယ်ဗျာဒီညတော့အကိုနဲ့ခမရလဲစကားပြောချင်းအိမ်ကုန်လာခဲ့ပေါ့အမြင်ကောင်းကောင်းလှုပ်ထားပါမယ်နောက်ပြီးအကိုကြီးဝတ်စားအိတ်ကိုလည်း
ညမှာတပါးလေးယူလာပေးပါနော်ကောင်းပါပြီဗျာထို့ကြောင့်ကျွန်တော်တို့ညီကိုနှစ်ယောက်အတူထွက်ခွာသွားကြလေသည်ညီလေးဖောင်းအောင်တို့အိမ်တို့ရောက်တော့ချိန်ကားတွင်ညနေဆောင်ပြီဖြစ်၍ထမင်းစားတော့ပြီးချိန်တွင်ကိုမြတီးနှင့်အတူလက်သမားဆရာစံသေးအုံးကြိုင်တောင်းတင်အုံးမောင်မောင်တန်းဟူသောကလသားများလည်းရောက်လာကြပြန်လေထွေရလေးပါရှေးဟောင်းနှောင်းဖြစ်စကားများကိုပြောကြရင်တဲခင်းထားသောအမီးနှင့်ရေနွေးချမ်းများတောက်ရင်အတော်လေးညှိနှံ့မှအိယာဝင်ခဲ့ကြလေသည်နောက်တစ်ရက်နနက်၄နောက်ခါကျွန်တော်မျက်နှာတိတ်ကစား6နိုင်ကာလအချိန်လောက်တွင်ဘိန်းတော်ဆရာမြဲကြီးသည်သူ၏လက်ဆွဲတော်မဟောဂနီသားဒုက္ခကြီးနှင့်ဆက်ဆက်မြတ်ကြီးပင်အိမ်ရှိစီသို့ရောက်ရှိလာလေဟေးမောင်ဘတိုက်မင်းဘယ်လိုကနေရောက်ကိုပြန်ရောက်လာတာလဲကွယ်ဆရာကတော့ကိုယ့်တပည့်ကိုကြုံတိုင်းမေးနေပါတယ်ကွယ်မေးတဲ့လူတန်းကတည်င်းမကြတာနဲ့မေးမန္တလေးမှာဂျပန်စစ်တပ်တွေဝင်သွားလို့တေများတေပြီလားလို့ထင်းနေကြတယ်ထင်လဲထင်စရာပေါ့ဆရာမြဲကြီးရဲ့ဒုတိယကဘာစစ်အတွင်းဆိုတော့စာလဲထဲလို့မရလူကြုံကလည်းမတွေ့ရဘူးလေအဲ့ဒီတော့ကျွန်တော်ဘက်ကဘ누구ကမှရွာစီကိုတည်င်းစကားမပါနိုင်ဘူးပေါ့တို့ဖြစ်ကျွန်ုပ်ကမန္တလေးစစ်ပေးစစ်တမ်းခံရ၍ဒုက္ခရောက်ရပုံအကြောင်းများနှင့်ယခုရွာကိုဂျပန်စစ်ကြောင်းတစ်ခု၏ခြေတက်ဆွဲခြင်းနောက်လိုက်ပါ၍ပြန်လည်ရောက်ရှိလာပုံများကိုစီကာပတ်ကုံပြောပြလိုက်ရပေသည်ကျွန်တော်တို့ဆရာမြဲကြီးရေကိုယ့်ရဲ့ကိုတီတောင်းကိုပြန်ရောက်ခြင်းနဲ့စိတ်နဲ့ပဲပြေးလာခဲ့ရတာဒါတွေကတောနယ်တွေမှာထွေထွေတူတူပြောနေစရာမလိုပါဘူးကွယ်တောပိုင်းကြလေမြမယဉ်ကျေးမှုအမွေတွေကိုထိမ့်သိမ်းထားလေလို့ပဲဆိုရအောင်မှာပေါ့မင်းနဲ့တို့များဟိုးတောင်ပေါ်ဒေသကရှမ်းပြည်နယ်ဒေသကိုသွားခဲ့ဘူးကြတာပဲဧည့်သည်ခြုံဖို့ဆောင်းဆိုတာတိတန့်တက်တက်ရရတွတ်တွတ်လေးလေးနဲ့ဂုံးကက်ဂုံးဆောင်တွေထားပေးထားတာမဟုတ်လားတောင်ပေါ်ဓာတ်တွေမှာသူတို့အဝတ်စားတွေနွမ်းကျင်နွမ်းနေကြမယ်ဧည့်သည်တွေပေါ်ထားရှိတဲ့စေတနာတွေကမနှွမ်းရှာကြသလိုပေါ့ကွယ်ဒါကလည်းဧည့်သည်လာရင်ကုတို့လူဒါနယူသလိုမျိုးထားရှိတဲ့တောလူတောင်သားတွေရဲ့စေတနာပဲမဟုတ်လားအခုမောင်မတိုက်တဲခုန်နေတဲ့အိမ်ကညီအရင်မောင်မအောင်အိမ်ဆိုတော့အကိုကြီးအဖရာမို့ထွေထွေတူတူပြောနေစရာမလိုပါဘူးမဟုတ်လားကွယ်ဘိန်းတော်ဆရာမြဲကြီးကမောင်မတိုက်ညီလေးပါအောင်ဟာမင်းငေါပြကမင်းညီများလဲချမ်းသာပါတယ်မောင်ကြီးရဲ့ဘာမှမလိုပါဘူးစားစရာဝတ်စရာတွေနဲ့ပူစရာမလိုပါဘူးဟုပြောလိုက်ပြန်သည်အမလီကိုဘတိုက်ဒီမှာပြန်လာပြီးနေတရွေ့တော့စားစရာဝတ်စရာပူပန်မနေပါနဲ့အလုပ်လဲဘာမှမလုပ်ပါနဲ့ကျမတို့ကထောက်ပံ့ပါမယ်ဟု၍ညီလေးပါအောင်ဤဇနီးတက်မှာကလည်းစေတနာထား၍ဝင်ပြောရှာသည်အေးကွယ်ငါညီလေးနဲ့ခဲမဖြစ်သူရဲ့ကျေးဇူးပေါ့အကိုကြီးကဒီနေစာတိဖွာဒီနေသားဆိုပေမဲ့ဒီနေကအလုပ်တွေကိုမလုပ်ကင်တတ်တော့ဘူးမြို့ပေါ်မှာစာရေးစာချီလောက်လာပြီးကြပြဆက်စာဆက်တာတို့နဲ့လောကီဝိဇ္ဇာပညာရဲတွေကိုပဲဝါသနာပါတာမှုဘိန်းတော်ဆရာမြင်းကြီးစီကစာပေတွေပရပိုက်စာတွေကြည့်ပြီးလောကီဝိဇ္ဇာပညာရဲတွေကိုပဲဝါသနာပါတာမှုစီးပူးခွင့်ရခဲ့တာပေါ့ကွာအေးရပါတယ်ကွယ်မမတတ်ရဲ့ဆရာကြီးကိုယ်တိုင်ကလည်းအမျိုးကောင်းသားကောင်းတွေကပညာစစ်ပွားတင်ယူထားခြင်းနဲ့ပါဆိုရင်လောကီဝိဇ္ဇာပညာရဲ့အစစ်အမှန်တွေတိုးပွားရေးအတွက်ဒီပညာရဲ့တွေဖြန့်ဖြူးပြင်းကျင်ပါသေးတယ်ကွယ်ဤတို့ဖြင့်မင်းကိုပါစခန်းရွာတိတ်လေးရှိဘိန်းတော်ဆရာမြတ်ကြီးတဲခုန်နေတော့ဘုန်းကြီးကျောင်းစီတို့ကျွန်ုပ်တယောက်အချိန်အားတိုင်းတွားရောက်ပြီးလောကီဘက်ဆိုင်ရာဘုဟုတ္တမျိုးစုံတစ်ဖက်တစ်လမ်းမှလေးလာစီးပူးခဲ့လေအနောက်တိုင်းလောကဓာတ်ပညာဘက်ဆိုင်ရာစာအုပ်များအရှေ့တိုင်းလောကီပညာများဖြစ်သောဂါထာမန္တန်နှင့်အင်းအိုင်လက်ဖွဲ့ဆိုင်ရာအသက်ဆန်းတို့၏တတိထူးများကိုဝေငှပညာပေးပါတော့သည်မောင်ဘတိုက်၏တို့မြန်မာပြည်မှာတိုက်တပေါင်းတန်းချိုးလေးဆိုတာအမျိုးမျိုးပေါ်ခဲ့တာလားကွဒီလိုဆိုရင်ခုတလောကျွန်တော်မန္တလေးမှာကြားခဲ့ရတဲ့တပေါင်းစကားကတော့အင်းကိုဟင်းသာဆင်းပြီးဆင်းရင်မို့ဆိုလေးနဲ့ခွင်းပြီးထိုမို့ဆိုကိုထီးရိုးရိုက်ပြီးထီးရိုးကိုမိုးချိုးပြစ်ပြီးဆိုတာပေါ့ဒါလားမိုးချိုးဆိုတာကာနယ်ဆူဇူကီမစ္စတာဆူနာမီဘိုးမိုးချိုးကိုဆိုလိုတာပေါ့ကွာဒါကတော့9ရက်3လပိုင်း45ခုနှစ်ကဖြစ်ပွားခဲ့တဲ့ဖက်စစ်တော်လှန်ရေးကတက်တည်ပြခဲ့ပြီမဟုတ်လားကွဟုတ်ပါတယ်ဆရာမြဲကြီး
အခုလိုအန်ဒီရဲ့များလာတဲ့ဒုတိယကမ္ဘာစစ်အတွင်းကာလကြီးမှာကျွန်တော်ကတော့တန်ဖိုးဒီဂါထာကြီးကိုရွတ်ဖတ်လိုက်တာပဲတန်ဖိုးဒီထက်ကောင်းတဲ့ဂါထာတော်များရှိသေးသလားခင်ဗျဗုဒ္ဓဂါထာမှန်သမျှတပုတ်တစ်မျိုးကောင်းကြတာပါပဲမောင်မတိုက်ရဲ့ဒါပေမဲ့လောကီတစ္ဆာဒါမှမဟုတ်ဝစီတစ္ဆာမြဲဖို့တော့လိုတာပေါ့ဒီပါရမီတစ္ဆာရဲ့အကျိုးကျေးဇူးတွေကြောင့်ဖျားရှင်လက်ထက်ကနေယနေ့အထိအကျိုးအကြောင်းပြုတာပါပဲဒီလိုဆိုရင်တစ္ဆာကိုကျွန်တော်တို့လိုတာမန်လူတွေကပြုလို့ရပါသလားဆရာကြီး။အိုကွယ်တိတ်ရတာပေါ့မောင်မတိုက်ရတစ္ဆာပြုခြင်းဆိုတာဒါနတီလဘဝနာပညာကိုကျင့်တရားကောင်းမွန်တဲ့သူတော်ကောင်းနေတာပြုလို့ရတာကြီးမဟုတ်ပါဘူး။မိတို့မဆိုဟုတ်မှန်ရာကိုတစ္ဆာပြုတစ္ဆာဆိုမယ်ဆိုရင်အကျိုးရနိုင်တာပါပဲ။ဘလို့တစ္ဆာပြုရမလဲဆိုတာရှင်းပြပေးပါအောင်ဆရာကြီး။တစ္ဆာပြုနည်းတွေကိုပြောရမယ်ဆိုရင်တော့အောက်ပါအတိုင်းတစ္ဆာပြုနိုင်တာပေါ့ကွယ်။တစ်ဖရာယတနာနဲ့ဆက်တော်တစ္ဆာနှစ်တရားယတနာနဲ့ဆက်တော်တစ္ဆာသုံးတန်ခါယတနာနဲ့ဆက်တော်တစ္ဆာလေးမိမိဒါနနဲ့ဆက်တော်တစ္ဆာငါးမိမိတိလနဲ့ဆက်တော်တစ္ဆာ၆မိမိဘာဝနာနဲ့ဆက်တော်တစ္ဆာစသဖြင့်အမျိုးမျိုးရှိပါတယ်။ကြိုင်နေတဲ့ရာတစ္ဆာကိုတော့ပြုပါဥပမာဖရာယတနာနှင့်ဆက်တော်တစ္ဆာကိုပြုလို့လျှင်ဥစွာဖရာကုံတော်ကိုးပါးကိုအခါခါခါရွတ်ဆိုအာယုံပြုပါယင်းနောက်အောက်ပါအတိုင်းတစ္ဆာဆိုပါငါကိုးကွယ်ရာမြတ်စွာဘုရား၌အာရဟံအစရှိသောကိုးပါးသောဂုဏ်တော်သည်ထင်ရှားရှိသည်မှန်ပါ၏ဤမှန်သောတစ္ဆာစကားကိုဆိုရသောကြောင့်ငါအားအန္တရာယ်ခတ်သိမ်းဘေးခတ်သိမ်းကြောင်းကြခတ်သိမ်းဆင်းရဲခတ်သိမ်းယောဂခတ်သိမ်းကင်းငြိမ်းလွတ်ပြောက်မရောက်ဝေးကွာသည်တာဖြစ်၍ကိုဤချမ်းသာခြင်းနှင့်ပြည့်စုံရပြီလျှင်အလိုရှိအပ်တောက်တအပ်ကြံစီအပ်သောကောင်းမြတ်သောကြံစီမှန်သမျှတို့သည်လွယ်ကာခဏပြည့်စုံရပါလို၏ဆိုပြီးတစ္ဆာဆိုဖို့ကွယ်တရားယတနာတန်ခါယတနာစတဲ့တစ္ဆာဆိုနည်းတွေကလည်းဒီအတိုင်းပါပဲမောင်ဘတိုက်ရဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာမြတ်ကြီးကဲမောင်ဘတိုက်ရေရွာဦးเจ้าကခေါင်းလောင်းထိုးတဲ့သဘောမျိုးနဲ့စတိအဖြစ်နဲ့ကျေးစီတန်လေးနဲ့တိတ်ကြဲကြဲမဟုတ်ပဲတီးခတ်လိုက်ပါကွယ်ဘိန်းတော်ဆရာမြတ်ကြီးမှကျွန်ုပ်ကိုခိုင်းလိုက်မင်းကိုပါစခန်းအတွင်းမှာတခြားပတ်ဝန်းကျင်များစီတို့ခက်အုပ်အတန်လေးသာပေးလိုက်ခြင်းပင်ဖြစ်သည်တို့ဖြင့်မင်းကိုပါစခန်းရွာ၌ညင်းနဲ့တို့ရောက်ပြီးတကောင်ကျော်ခန့်တွင်မင်းကိုပါစခန်းရှိဘက်ညောင်မင်းကြီးစီမှကြီးတွေလက်ရင်ပြန်ပြီးခွေးတွေဟောင်းတန်ဦးတန်ရှည်ကြီးများဖြင့်စူညံနေကြသည်အကြခင်မှာပင်ရွာအပြင်ဘက်စီမှာမြင်းတွေတင်စီလာတော့မြင်းခွာတန်တွေကိုကြားရသဖြင့်ကျွန်ုပ်လည်းညီဖြစ်သူဘာအောင်ကနိုးလိုက်ရာအကိုကြီးကျွန်တော်လည်းနိုးနေပါတယ်ဘာတွေလဲဗျရွာအပြင်ဘက်ကမြင်းခွာတန်ကြားနေရတယ်ဂျပန်မြင်းတပ်တွေများလာရောက်သလားဟုပြောလိုက်ပါသည်မဟုတ်တော့ပါဘူးကွာဂျပန်မြင်းတပ်တွေမရှိတော့တော့ပါဘူးအခြားအကြောင်းကြောင့်ဖြစ်လိမ့်မယ်ထင်တယ်ကွာထိုကဲ့သို့ညီကိုနှစ်ယောက်တူတူအုပ်စကားပြောနေကြစဉ်အိမ်ခေါင်ရင်းမှဟေးမမတိုက်မမတိုက်အတန်ကိုအုပ်ကလမ်းခေါ်လိုက်တော့တန်ကိုကြားရသဖြင့်ဘယ်သူလဲဗျကိုမြတီးလားအေးပါကွာထဆန်းပါဦးကျွန်တော်မမတိုက်တို့ညီကိုနှစ်ယောက်အိမ်ပေါ်မှဆင်းလာခဲ့ကြရပါသည်ထို့နောက်အိမ်ရှိုးကွက်ပြစ်လေးပေါ်တွင်ထိုင်ကာမြင်းခွာတယ်နေကြားတယ်ကွာဂျပန်နေများတို့ရဲ့မင်းကိုပါစခန်းကိုလာများဝိုင်းလာရောက်သလားလို့ပဲကွာခမရွာတကားတွေကိုပိတ်ထားတယ်မို့လားဗျပိတ်ထားပါတယ်ရွာတကားပေါက်မှာဒီညကင်းဆောက်ကြတဲ့ကာရသားတွေငါးစီကိုလာပြောကြတယ်မြင်းတွေများမြင်ရတယ်ပြောသလားဘာမှတော့မမြင်ရဘူးတဲ့မြင်းခွာတန်နေတာကြားနေရတယ်လို့ပြောကြတယ်ကွာဂျပန်နေမြင်းတက်မရှိတော့ပါဘူးဗျဘလို့နီးနဲ့မှဂျပန်မဟုတ်နိုင်တာတော့သိကြပါတယ်အကြောင်းတစ်ခုခုကြောင့်ဒါဖြစ်လိမ့်မယ်ဗျဘလို့အကြောင်းလဲမမတိုက်ရရှင်းရှင်းလှုပ်စမ်းပါကွာဘယ်လိုအကြောင်းလို့တော့အခုမပြောနိုင်သေးဘူးပေါ့ဗျာဒါပေမဲ့ဂျပန်မဟုတ်ဘူးဆိုတာကိုတော့အသေးချာပြောနိုင်ပါတယ်ကဲကြားတယ်ဗျာ
ရွာစီကိုနားကပ်ပြီးကျွန်တော်တို့အတွင်းဘက်ကနေတွားကြည့်ကြရအောင်ကျွန်တော်မော်ဘတိုက်ဒီညီလေးမော်ဘအောင်ထံမှာပါလာတော့ဘီစတိုတနက်ကိုအိမ်ပေါ်တို့တက်ရယူခဲ့ပါလေတို့နဲ့ကိုမြတ်တီကျွန်တော်မော်ဘတိုက်နဲ့ညီဖြစ်သူဘောင်းအောင်ကိုပါအတန်ကြားရွာမြောက်ပေါက်ကင်းတဲ့နားကိုရောက်ရလာခဲ့ကြပါတော့၏ကိုမြတ်တီပါလာတော့တန်အောင်ကြားရဖြစ်ကင်းသမားများသည်ကင်းတဲ့မျော်စင်မှဆင်းသက်လာခဲ့ကြပေသည်၎င်းတို့ကင်းထဲမှာရွာစည်းရိုးပေါ်ထက်အမြင့်ကြီးဆောက်ထားသဖြင့်ကင်းထဲအပေါ်မှာလှမ်းကြည့်လျင်အပြင်ဘက်စီတို့မြင်နိုင်လောက်ပါသည်ဘယ်နဲ့လဲဟိမင်းတို့ဘာတွေကိုလက်မြင်နေကြရတယ်လဲဘာမှမမြင်ရဘူးဗျရွာရအပြင်ဘက်မှာမြင်းခွာတန်တွေကိုပဲကြားနေရတယ်ပဲဟောပြုတ်ပြောရင်းဆိုရင်ဒီဘက်ကိုလွတ်လာပြီကျွန်ုပ်နဲ့ကိုမြတ်တီညီဖြစ်သူဘောင်းအောင်တို့ကင်းထဲပေါ်တို့အမြန်တက်ပြီးခွာတန်ကြားရတို့ကြည့်ရာဘာဆိုဘာမှမမြင်ကြရပါရွာမြောက်ဘက်တွင်အနောက်မှအရှိတို့စီးစင်းသောတောင်တော်မြောင်းဟုခေါ်သောချောင်းတစ်ခုရှိပါသည်မြင်းခွာတန်မှာ၎င်းချောင်းတင်းတို့ဆင်းသွားတယ်၏ဟေးမမတိုက်ရဲ့ဘာတွေများမြင်ရတယ်လဲကွကျွန်တော်လည်းအခုချိန်ထိမမြင်ရသေးဘူးဗျာလူဆိုရင်တော့မြင်နိုင်တော့ပါတယ်ဗျဟေးမမတိုက်မင်းစကားကလည်းဘာလဲကွမင်းကအခုမြင်းစိလာနေတာတစေတရေတွေလို့ပြောနေတာလားဟာအင်းအမှန်ကတော့ဒီလိုပဲအသက်ကြီးမပြောနိုင်သေးပါဘူးဗျာဒီရတာကတော့လူဆိုရင်ဒီလောက်အတန်နီးနေတာမြင်လောက်ရောပေါ့ဗျာဟုတ်ပါတယ်ကိုမြတ်တီးရအကိုကြီးဘာတိုက်ပြောသလိုကျွန်တော်တို့လည်းဘာမှမမြင်တွေ့ရသေးဘူးကဲကွာရှုပ်လာပါတယ်နောက်တစ်ခါအတန်နီးလာရင်တနတ်တွေနဲ့ဝိုင်းပစ်လိုက်ကြရအောင်ဟိအိုးဒီလိုလည်းမလုပ်နဲ့လေကိုမြတ်တီးရဲ့ဒီမင်းကိုပါစခန်းမှာရှိကြတဲ့လူတွေအားလုံးနိုးကုန်ပြီးအထိတ်တလန့်ဖြစ်ကုန်ပါဗောဗျအနီးနားရွာတွေဖြစ်တဲ့အုံကုန်းမှိုင်းလန်းမဲစပင်တာရွာတွေနဲ့ပွဲလာကုန်းကံမောင်ရွာတွေကပါတနတ်တန်တင်ကြားလို့မကောင်းပါဘူးခမရတို့ဒီမင်းကိုပါစခန်းအပိုင်တွေကိုလည်းသူတို့ကဝင်နေတာမှမဟုတ်တယ်ဗျာဒါဖြစ်ဘယ်လိုလုပ်မလဲကွဒီလိုပဲထိုင်ကြည့်နေရမှာလားထိုင်ကြည့်တယ်လည်းကြည့်နေရအောင်ပါပဲဗျခမရပြောသလိုလို့တော့မကောင်းဘူးလေဒီမဲမောင်မတိုက်ချင်းချင်းပဲမင်းထင်တာပြောစမ်းပါကွာနားဝိတ်မနေပါနဲ့ကဲဒီလိုဆိုရင်လည်းပြောရတာပေါ့ဗျာဒီမဲ့ကိုမြတ်ဒီခမ ्या ကတစေကြောက်တဲ့လူဆိုတော့ကျွန်တော်အထင်ကိုပြောရမှာခက်လို့ပါဒီလိုလူများများနဲ့ဆိုရင်ကြောက်စရာမရှိပါဘူးကွာပြောတာပြောပါဒီမြင်းခွာတန်နေမကြခင်ကြီးတွေပြိုတယ်မဟုတ်လားခွေးတွေဥတာတော့ထားလိုက်ပါတော့ခမ ्या တို့ဒီမင်းကိုပါတောနေရကနှက်ကျန်းတယ်မဟုတ်လားကြီးပြိုတယ်ဆိုတာကမကောင်းဆိုးဝါးတွေထားကြမှုကြောင့်ပြိုတာဗျခွေးဥတာကလည်းထိုနည်းတူပေါ့သူတို့ကအပယ်လေးပုံသားတွေဆိုတော့အချင်းချင်းမြင်ကြရတယ်မုံမွေချင်းချင်းမြင်တယ်ဆိုတာမျိုးပေါ့အရင်တုန်းကတော့ဒီမင်းကိုပါစခန်းမှာဒီလိုဖြစ်မျိုးကြုံမှုကြလားဗျကျွန်ုပ်ကတိလိုစောနေမေးကြည့်လိုက်တယ်ထိုကမင်းကိုပါစခန်းကြီးလုံခြုံရေးကောင်းဆောင်ကိုမြတ်တီမဒီလိုတစ်ခါမှမဖြစ်ဘူးပါဘူးကွာအခုတစ်ခါမှထူးထူးဆန်းနေဖြစ်လာတာပါဒီမင်းကိုပါရွာတဲ့ကိုအသားစိမ်း၅စိမ်းတွေခိုးတင်လာပြီးတောမီတော့ချက်ရက်တွေခိုးတော့ကြတဲ့လူတွေစီကံဖောက်လာလို့ဖြစ်ချင်းဖြစ်မယ်ကွလက်ထောက်ကာကွယ်ရေးကောင်းဆောင်ဖြစ်သူမမအောင်ကမူကဲကိုမြတ်တီးရေကျုပ်တို့ဒီတန်းနေလို့ကမဖြစ်သေးဘူးဗျဒီကိစ္စမျိုးကိုဖြေရှင်းပေးနိုင်တဲ့လောကီဝိဇာဘိန်းတော်ဆရာမြတ်ကြီးဘုန်းကြီးကျောင်းမှာရောက်ရှိနေတာပဲမဟုတ်လားကျွန်တော်တို့သွားပြီးမေးကြည့်ရအောင်ဆရာမြတ်ကြီးတော့သိနေမှာပဲအေးကောင်းတာပဲမမအောင်ဟိကဲလာကွာငါတို့သွားပြီးမေးကြရအောင်ဟိကိုမြအောင်လဲမမအောင်ပြောလိုက်မှကြောက်ကြောက်နဲ့အကြမ်းကြမ်းများပေါက်လာ၏ထို့ကြောင့်ရွာတကားပေါက်တင်ကင်းသမား6ယောက်ခန့်နာမှာကရွာထဲမှာကာလာတာပေါက်တချို့ပင်ထိုး၍ချထားခဲ့တော့ကိုမြတီတို့ရွာဦးဖုန်းကြီးကျောင်းစီတို့ထွက်လာခဲ့ကြပါတော့သည်